စင်ကာပူကတော့ကြာရှုံးသွားပြီအစားတောင်းနေရေးတွေမရှိလို့တေချာရတော့မယ်ဘယ်သူမှလည်းစင်ကာပူကိုမကယ်တင်နိုင်တော့ဘူးလို့လွန်ခဲ့တဲ့62နှစ်ကသတင်းကောင်းစင်တွေမှာပြန့်နှံ့နေခဲ့ပါတယ်တကယ်တော့1965ခုနှစ်ဩဂုတ်လ9ရက်နေ့မှာမလေးရှားကစင်ကာပူကိုနယ်မြေနှင်ထုတ်ခွဲထုတ်ခဲ့တာပါရုတ်တရက်ပဲစင်ကာပူဟာလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာပါတယ်ဒါပေမဲ့ပြည်သူပြည်သားတွေကပျော်ရွှင်နေရမယ့်စာစိုးရင်ထိုင်လန့်နေခဲ့ပါတယ်မော်လမိုင်းမှာနိုင်ငံသစ်ရဲ့ဝန်ကြီးချုပ်ကရုပ်သံကနေပေါ်ထွက်လာပြီးတော့ဝမ်းနည်းစွာနဲ့ပဲငိုကြွေးနေခဲ့ပါတယ် And I asked the Malays. ပြီးတော့သူကဆက်ပြီးတော့ပြောပါတယ်ဒါအကျုပ်တို့တော့အလွန်တရာကိုဝမ်းနည်းစရာနဲ့ကြေကွဲစရာအကောင်းဆုံးအချိန်ခါပါပဲလို့တုံရည်နေတဲ့အတန်နဲ့ပြောခဲ့ပါတယ်စင်ကာပူနိုင်ငံရဲ့ကျယ်ဝန်းဟာကျွန်တော်တို့ရန်ကုန်မြို့တာလောက်ပဲရှိပါတယ်အဲ့ဒီမှာဘာတယံဇာတမှမရှိပါဘူး1965ခုနှစ်ဝန်းကျင်ကတောက်သုံးရီတောင်မရှိလို့မလေးရှားနိုင်ငံကနေရေပေးဝေမှုကိုရယူခဲ့ရပါတယ်ပြီးတော့မလေးရှားနိုင်ငံကရေပေးဝေမှုကိုဖျက်တောက်ပစ်မယ်လို့မကြာခဏချင်းချောက်ခံနေခဲ့ရပါတယ်စင်ကာပူနိုင်ငံရဲ့လူဦးရေ2တန်းဝန်းကျင်လောက်အတွက်လုံလောက်တဲ့အစားအသောက်မရှိပါဘူးပြီးတော့စင်ကာပူနိုင်ငံသားထက်ဝက်ကျော်ဟာစာမတက်ပင်မတက်စင်ရဲနွမ်းပါတဲ့သူတွေဖြစ်ပါတယ်လူအများစုကလည်းစင်ရဲမွဲတင်မှုတွေကြားထဲမှာရှင်သန်ခဲ့ရပါတယ်စင်ကာပူမှာကိုယ်ပိုင်ဆက်တပ်တောင်မရှိတဲ့အတွက်အိန္ဒိယနိုင်ငံတွေကလည်းသိမ်းယူဖို့အတွက်အဆင်သင့်ဖြစ်နေကြပါတယ်စိတ်ပြေအားငယ်မှုတွေနဲ့အတူစင်ကာပူကအိန္ဒိယနဲ့အီဂျစ်နိုင်ငံတွေစီအကူအညီတောင်းခဲ့ပေမဲ့ဘယ်နိုင်ငံကမှသူ့ကိုလက်မတွဲခဲ့ပါဘူးအားလုံးကတော့စင်ကာပူဟာကြာရှုံးသွားမှဖြစ်ပြီးမလေးရှားထံဒူးထောက်ရလိုက်မယ်လို့ထင်ကြေးပေးခဲ့ပါတယ် You will lose. ဒါပေမဲ့စင်ကာပူကအားလုံးရဲ့ထင်မြင်ချက်ကိုရိုက်ချိုးပစ်ခဲ့ပါတယ် We are a small place in size, yes, geography, but in the quality of the men, the 2026ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့စင်ကာပူနိုင်ငံသားတဦးချင်းစီရဲ့ဝင်ငွေဟာဒေါ်လာ9000ဝန်းကျင်ထိရှိပါတယ်ဂျပန်အမေရိကန်ဆွစ်ဇာလန်တို့ထက်တောင်ပိုများပါတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံထက်အဆ80ကျော်ပိုများပါတယ်နေထိုင်မှုပုံစံစံနှုန်းတွေမှာလည်းစင်ကာပူဟာအနောက်နိုင်ငံတွေထက်သာလွန်နေပါတယ်စင်ကာပူနိုင်ငံကူးလက်မှတ်ကိုကမ္ဘာပေါ်မှာပါဝါအရှိဆုံးလို့သတ်မှတ်ထားပါတယ်ဆိုလိုတာကစင်ကာပူဟာဖွံ့ဖြိုးတိုးတက်မှုရဲ့အထွတ်ထိပ်ကိုရောက်ရှိနေပါပြီဒါပေမဲ့ဒီလိုမဖြစ်နိုင်တဲ့အနေအထားတစ်ခုကနေထိပ်ဆုံးဒီဘလို့ရောက်လာခဲ့တာလဲနင်းမြုပ်တော့မဲ့နိုင်ငံတစ်ခုကကောင်းကင်ယံတီဘလို့ပြန့်တက်သွားခဲ့တာလဲပြီးတော့ငါးရောင်းရတဲ့နိုင်ငံတစ်ခုကဘယ်လိုလုပ်ပြီးတော့ဒီလောက်ထိချမ်းသာခဲ့တာလဲစင်ကာပူကိုဘယ်သူကူညီခဲ့တာပြီးတော့စင်ကာပူရဲ့ဇာတ်လမ်းကကျွန်တော်တို့ကိုဘယ်လိုသင်ခန်းစာတွေပေးနိုင်မလဲအခုပဲစလိုက်ကြရအောင်အားလုံးမင်္ဂလာပါကိုဖြိုး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘဝအတွက်ခွန်အားဖြစ်စေမဲ့ဘူးတုတ္တနိုင်ငံတကာတုတ္တရတ္တတွေကိုကြည့်ရှုခန်းစားဖို့အတွက်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ထားပြီးလို့ရပါတယ်ဗျ Okay ပြန်စလိုက်ကြရအောင်ဆိုတော့အခုမြင်တွေ့နေရတာကတော့စင်ကာပူနိုင်ငံရဲ့မြေပုံဖြစ်ပါတယ်စင်ကာပူဟာကျွန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတာပါသူ့ရဲ့ကုန်းလမ်းနယ်နိမိတ်ဟာဘယ်နိုင်ငံနဲ့မှဆက်ဆက်မနေပါဘူးမြေပုံမှာကြည့်လိုက်ရင်စင်ကာပူရဲ့အိန္ဒိချင်းနှစ်နိုင်ငံကိုတွေ့ရမှာဖြစ်ပြီးတော့မြောက်ဘက်မှာမလေးရှားနိုင်ငံတောင်ဘက်မှာအင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်ဒီနိုင်ငံတွေကိုရေလက်ကြားတွေကခြားထားပါတယ်စင်ကာပူဟာမလကာရေလက်ကြားရဲ့တောင်ဘက်အစွန်းမှာတည်ရှိပါတယ်မလကာရေလက်ကြားဟာအိန္ဒိယအရှေ့လယ်ပိုင်းနဲ့ဥရောပကိုအရှေ့အာရှနဲ့ဆက်သွယ်ပေးတာဖြစ်ပါတယ်ကမ္ဘာတော်မှာပင်လယ်ရေကြောင်းတွေကုန်သွယ်မှုတွေရဲ့20ရာခိုင်နှုန်းဟာဒီရေလက်ကြားကနေပဲဖြတ်တန်းသွားပါတယ်တရုတ်ရဲ့ကုန်သွယ်မှုပုံစံကလည်းဒီလမ်းကြောင်းကနေပဲဖြတ်တန်းသွားပါတယ်ရေနံ85ရာခိုင်နှုန်းကလည်းမလကာရေလက်ကြားကနေဝင်ရောက်လာပါတယ်တကယ်လို့ဒီရေလက်ကြားသာပိတ်ဆို့သွားခဲ့ရင်အခုအီရန်နဲ့အမေရိကန်တို့စစ်ဖြစ်နေတဲ့ဟော်မုတ်ရေလက်ကြားအရေးထဲပို့ပြီးတော့ကိုမှကြီးမားဆုံးရှုံးနိုင်တဲ့စီးပွားရေးကကြီးဖြစ်ပေါ်နိုင်ပါတယ်ဒီအချက်ကြောင့်စင်ကာပူရဲ့တည်နေရာကအလွန်တရာကိုအရေးပါတဲ့အနေအရာမှာရှိနေပါတယ်စင်ကာပူနိုင်ငံဟာ city state မြို့ပြနိုင်ငံတစ်ခုဖြစ်ပါတယ်မြို့တစ်မြို့တည်းရဲ့ပတ်လည်မှာနိုင်ငံတစ်ခုတည်ရှိနေတာမျိုးပါကမ္ဘာပေါ်မှာမြို့ပြနိုင်ငံက3နိုင်ငံပဲရှိပါတယ်အဲ့ဒါတွေကစင်ကာပူမိုနာကိုနဲ့ဗာတီကန်စီးတီးတို့ဖြစ်ပါတယ်စင်ကာပူရဲ့ကျယ်ဝန်းက935ကီလိုမီတာဖြစ်ပါတယ်ဒါဟာမြန်မာနိုင်ငံကရန်ကုန်မြို့တာလောက်ပဲရှိပါတယ်ပို့ပြီးတော့ခြုံငုံကြည့်မယ်ဆိုရင်မြန်မာနိုင်ငံထဲကိုစင်ကာပူနိုင်ငံပေါင်း920လောက်ထည့်သွင်းလို့ရပါတယ်အဲ့လောက်ထိကိုတင်းခဲ့တဲ့နိုင်ငံပါစင်ကာပူရဲ့လူဦးရေက6တန်းဝန်းကျင်မှာရှိပါတယ်အများဆုံး31ရာခိုင်နှုန်းကတော့ဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ်လူဦးရေ20ရာခိုင်နှုန်းကတော့ဘာသာရေးကိုမယုံကြည်ကြပါဘူးမွတ်စလင်ဦးရေက15ရာခိုင်နှုန်းရှိပြီးတော့လူထုရဲ့9ရာခိုင်နှုန်းကတာအိုဘာသာကိုကိုးကွယ်ကြက9ရာခိုင်နှုန်းကတော့ဟိန္ဒူဘာသာဝင်တွေဖြစ်ပါတယ်စင်ကာပူငွေကြေးကစင်ကာပူဒေါ်လာဖြစ်ပါတယ်
လက်ရှိမှာစင်ကာပူဒေါ်လာရဲ့ပေါင်စီကမြန်မာငွေ3200ဝန်းကျင်ရှိပါတယ်စင်ကာပူနိုင်ငံရဲ့ GDP ဟာဒေါ်လာ658ဘီလီယံထိကိုရှိပါတယ်ဒါကိုကြည့်ပြီးတော့စင်ကာပူရဲ့ချမ်းသာကြွယ်ဝမှုကိုခံမှန်းနိုင်ပါတယ်ဆိုတော့စင်ကာပူမှာဘလို့နိုင်ငံရေးမျိုးရှိလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့သုံးသပ်ကြည့်ကြအောင်စင်ကာပူမှာပါလီမန်သမ္မတစနစ်ကျင့်သုံးပါတယ်စင်ကာပူမှာနိုင်ငံရဲ့ခေါင်းဆောင်ကသမ္မတဖြစ်ပါတယ်လက်ရှိဒီတင်ကုံကိုထိုင်နေတဲ့သူကတာမန်ရှမ်မူဂရနန်ဖြစ်ပါတယ်သူကသီရိလင်္ကာနွယ်ဖွားတမီးလူမျိုးဖြစ်ပါတယ်သူရဲ့တက်တန်းက6နှစ်ပါသမ္မတကိုပြည်သူတွေရဲ့ဒိတ်ရိတ်မဲနဲ့ရွေးချယ်တင်မြှောက်ကြပါတယ်ဒါပေမဲ့အစိုးရရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာဝန်ရောက်ဆွတ်ဖက်ခွင့်တော့မရှိပါဘူးဒီနေရာမှာသမ္မတရဲ့အာဏာကကန့်သက်ချက်ရှိပါတယ်အစိုးရကိုတကယ်အုပ်ချုပ်ဖို့တာဝန်ယူတဲ့သူကဝန်ကြီးချုပ်ဖြစ်ပါတယ်သူ့ကိုလွှတ်တော်ကတဆင့်ရွေးချယ်တင်မြှောက်ရပါတယ်စင်ကာပူမှာလွှတ်တော်တရက်တည်းရှိပြီးတော့အဲ့ဒီထဲကအမတ်69ဦးကိုပြည်သူတွေရဲ့ဒိတ်ရိတ်မဲနဲ့ရွေးချယ်ပါတယ်အတိတ်ခံခေါင်းဆောင်တချို့ကိုလည်းတီးတန့်ဝင်ခွင့်ပေးတာမျိုးရှိပါတယ်ဥပမာရွေးကောက်ပွဲမှာရှုံးနေခဲ့ရင်တောင်မှတီးတန့်ဝင်ခွင့်ပေးတာမျိုးပါဒါအပြင်စီးပွားရေးပညာရေးနဲ့အားကစားအခြားနယ်ပယ်တွေမှာကျွမ်းကျင်ပညာရှင်တွေကိုအမည်စရင်းတင်သွင်းထားပါတယ်လွှတ်တော်အမတ်တွေကိုလည်း9နှစ်တစ်ချိန်ရွေးချယ်ပါတယ်လွှတ်တော်အမတ်အများစုရှိတဲ့ပါတီသို့မဟုတ်ညွန့်ပေါင်းအဖွဲ့တစ်ခုခုအဲ့ဒီအဖွဲ့ကအစိုးရဖွဲ့ပြီးတော့သူ့ရဲ့ခေါင်းဆောင်ကနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်ပါတယ်ဒီတင်ကုံကိုလက်ရှိမှာလော်ရင်ဟောင်ကရယူထားပါတယ်သူကပြည်သူ့လှုပ်ရှားမှုပါတီ PAP နဲ့သက်ဆိုင်ပါတယ်စင်ကာပူမှာပါတီစုံဒီမိုကရေစီစနစ်ရှိပါတယ်ဒါပေမဲ့1965ခုနှစ်ကစပြီးတော့ PAP တပါတီတဲကသာအစိုးရဖွဲ့ခဲ့ပါတယ်ဒီ PAP ပါတီနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်စင်ကာပူနိုင်ငံသမိုင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်မပါမဖြစ်ထည့်ပြောရမယ့်ပုံကိုတယောက်ရှိပါတယ်သူကတော့အားလုံးထင်ထားကြတဲ့တိုင်သိကြတဲ့တိုင်လီကွမ်ယူဖြစ်ပါတယ်လီကွမ်ယူကို1923ခုနှစ်စက်တင်ဘာလ16ရက်နေ့မှာဝေဖွာခဲ့ပါတယ်သူရဲ့ဘိုးဘွေးတွေကတရုတ်ပြည်ကနေလာခဲ့ကြတာပါလီကွမ်ယူကြီးပြင်းလာတဲ့ကာလမှာစင်ကာပူဟာဗြိတိရှတို့ရဲ့လက်အောက်ကိုရောက်ရှိနေပါပြီပညာရေးယဉ်ကျေးမှုအုပ်ချုပ်ရေးအားလုံးဟာဗြိတိရှတွေရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိပါတယ်ဗြိတိရှတွေကသူတို့အတွက်တည်တံ့စနစ်တစ်ခုဖန်တီးထားပါတယ်တစ်ဖက်မှာဒေသခံတွေကဆင်းရဲမွဲတေမှုတွေနဲ့ဒုက္ခပင်လယ်ဝင်နေချိန်မှာအခြားတစ်ဖက်မှာတော့ဗြိတိရှတွေကခမ်းနားတဲ့အိမ်ကြီးတွေမှာနေထိုင်ကြပါတယ်သူတို့အတွက်စီးမြင်တွေကတိကျဖြစ်ပြီးတော့သူတို့ကိုသူတို့အထက်တန်းစားလူမျိုးလို့ခံယူကြပါတယ်သူတို့ရဲ့ကလေးတွေကအင်္ဂလိပ်စာအထက်တန်းကျောင်းမှာတက်ရောက်ခဲ့ကြပါတယ်ဒီစနစ်ထဲမှာစင်ကာပူရဲ့တာမန်ပြည်သူတွေအတွက်နေရာကအလွန်ကိုနည်းပါတယ်ဘာပဲဖြစ်ဖြစ်အင်္ဂလိပ်ကျောင်းတွေရဲ့တကားကအားလုံးအတွက်ဖွင့်ထားတယ်ဆိုပေမဲ့လူတိုင်းအတွက်တော့ဒီအခွင့်အရေးဟာမလွယ်ကူလှပါဘူးလီကွန်ယူကတော့ဒီကိစ္စမှာကံကောင်းခဲ့ပါတယ်သူတို့မိဘတွေကသူ့ကိုအင်္ဂလိပ်ကျောင်းမှာတက်ရောက်စေခဲ့ပါတယ်ပြီးတော့လီကွန်ယူကစာပေသင်ကြားရေးမှာအလွန်ကိုတော်ပြီးတော့ပညာသင်ဆုတွေရရှိခဲ့ပါတယ်ဒီလိုနဲ့ဗြိတိရှစနစ်အောက်မှာပဲကြီးပြင်းလာခဲ့ရပါတယ်ဒုတိယကမ္ဘာစစ်မစခင်မှာလီကွန်ယူဟာကောလိပ်ကိုရောက်ရှိနေပါပြီအဲ့ဒီချိန်မှာကမ္ဘာစစ်ရဲ့မီတောက်တွေကစင်ကာပူထိရောက်လာပါတယ်1940ခုနှစ်ဒီဇင်ဘာလမှာဂျပန်ကအမေရိကန်ပလဲစကန်ကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ်အဲ့နောက်ဗြိတိရှကိုလိုနီတွေကိုပြစ်မှတ်ထားတိုက်ခိုက်လာပါတယ်1942ခုနှစ်ဖေဖော်ဝါရီလမှာဂျပန်ကစင်ကာပူကိုကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်ဗြိတိရှတွေကအလွယ်တကူပဲအမြန်ဆုံးအညံ့ခံခဲ့ပါတယ်ပြီးတော့ဂျပန်ကစင်ကာပူကိုဆယနန်တိုလို့အမည်ပေးခဲ့ပါတယ်အဲ့ဒီရဲ့အဓိပ္ပာယ်ကတော့တောင်ဖက်ရဲ့အလင်းရောင်ဖြစ်ပါတယ်ဂျပန်ကစင်ကာပူမှာအလွန်ကိုရက်စက်ကြမ်းကြုတ်တဲ့အမှုတွေလှုပ်ဆောင်ခဲ့ပါတယ်ဒေသခံတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်တာအမျိုးသမီးတွေကိုလိုင်ပိုင်းဆိုင်ရာအကြမ်းဖက်တာမျိုးတွေအများကြီးပြုလုပ်ခဲ့ပါတယ်ပြီးတော့ကျောင်းတွေကောလိပ်တွေနဲ့အုပ်ချုပ်ရေးတွေမှာဂျပန်ဘာသာစကားကိုအာဓမ္မမသိမနေရသက်သွင်းခဲ့ပါတယ်စန့်ကျင်ဖို့အခွင့်အလမ်းတွေကိုလုံးဝဖယ်ရှားပစ်ခဲ့ပြီးတော့တန်တရားရှိတာနဲ့အဲ့ဒီလူကိုညှဉ်းပန်းတပ်ဖြတ်တာတွေလုပ်ပါတယ်ဂျပန်ရဲ့တိုက်ခိုက်မှုကြောင့်လီကွန်ယူဟာစာပေတင်ကြားမှုကိုရန်နာခဲ့ရပါတယ်သူ့မှာနောက်ထပ်အခက်အခဲတစ်ခုတော့ရှိနေပါတယ်ဒါကတော့သူကတရုတ်နယ်မှာဖြစ်တာပါဒါကြောင့်သူကအမြဲတမ်းပဲအသက်အန္တရာယ်ရှိနေပါတယ်ဒီနေ့မှာတော့ဂျပန်စစ်သားတွေကတရုတ်လူငယ်တွေကိုစုဆောင်းနေခဲ့ပါတယ်ဒီအချိန်မှာလီကွန်ယူကလည်းဖမ်းခံခဲ့ရပါတယ်ဒါပေမဲ့အိမ်ပြန်ပြီးတော့အဝတ်စားယူဖို့ခွင့်တောင်းခဲ့ပါတယ်အံ့ဩဖို့ကောင်းတာကစောင့်ကြက်တဲ့သူကလီကွန်ယူကိုခွင့်ပြုပေးခဲ့ပါတယ်အဲဒါကြောင့်ပဲလီကွန်ယူကလွတ်မြောက်လာခဲ့ပါတယ်ကျန်တဲ့သူတွေကတော့အဲ့ဒီနေရာမှာအသက်ခံခဲ့ရပါတယ်ဒီဖြစ်ကလီကွန်ယူရဲ့စိတ်နှလုံးပေါ်အကြီးမားဆုံးတက်ရောက်ခဲ့ပါတယ်ရှင်သန်ခြင်းနဲ့တေခြင်းကြမှာခြားနာချစ်ဟာပပလေးရှိတယ်ဆိုတာသူခံစားခဲ့ရပါတယ်အဲ့ဒီခံစားချက်ဟာသူ့ဘဝတစ်လျှောက်လုံးကိုလွှမ်းမိုးနေခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်1943ခုနှစ်မှာလီကွန်ယူဟာဂျပန်တို့ရဲ့ဝါဒဖြန့်ချီရေးဌာနမှာအလုပ်ရရှိခဲ့ပါတယ်ဒါကသူ့ဘဝကိုသက်သာစေပါတယ်အစိုးရဝန်ထမ်းဖြစ်တဲ့အတွက်သူအနှဲငယ်လုံခြုံမှုရှိခဲ့ပါတယ်
ပြီးတော့1945ခုနှစ်ဩဂုတ်လမှာအမေရိကန်ကဂျပန်အပေါ်အနုမြူပုံနှလုံးကျဲချခဲ့ပါတယ်။အဲဒီနောက်ဂျပန်ကအညံ့ခံခဲ့ရပါတယ်။အဲဒီချိန်မှာလီကွန်ယူဟာစင်ကာပူကနေဆွန့်ခွာသွားခဲ့ပါတယ်။ဂျပန်နဲ့ထွက်သွားပြီးတဲ့နောက်ဗြိတိရှတွေပြန်လာခဲ့ကြပါတယ်။သူတို့ကစင်ကာပူရဲ့ထိန်းချုပ်မှုကိုသူတို့လက်ထဲကိုပြန်လည်ရယူခဲ့ကြတာပါ။ဒါပေမဲ့ဒီတစ်ခါမှာတော့သူတို့ရဲ့ဂုဏ်သိက္ခာကကျဆင်းသွားပါပြီ။သူတို့ရဲ့အထက်တန်းစားလူမျိုးဆိုတဲ့ပုံရိပ်တွေလည်းမိမ့်မိုင်သွားခဲ့ပါနောက်တစ်ချက်ကဒုတိယကမ္ဘာစစ်နောက်ပိုင်းဗြိတိရှတို့ရဲ့စီးပွားရေးပျက်စီးနေခဲ့တာပါအခြားနိုင်ငံတွေမှာတရက်အုပ်ချုပ်ဖို့သူတို့အတွက်ခက်ခဲလာပါတယ်ဒီကြားထဲမှာတင်စင်ကာပူမှာလည်းလွတ်လပ်ရေးတောင်းဆိုတမ်းတွေပေါ်ထွက်လာခဲ့ပါတယ်1955ခုနှစ်မှာအချို့ကိစ္စရပ်တွေဆိုရင်စင်ကာပူကိုပဲကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရတာမျိုးတွေဖြစ်လာပါတယ်အဲ့ဒီချိန်မှာလီကွန်ယူဟာဗြိတိရှတွေစီကနေစာတင်ပြီးတော့ပြန်လာခဲ့ပါပြီသူက Cambridge တက္ကသိုလ်ကနေဥပဒေပွဲရရှိခဲ့ပါတယ်ပြန်လာပြီးတဲ့နောက်သူ့ရဲ့တရားဥပဒေရုံးကိုစတင်လုပ်ကိုင်ခဲ့ပါတယ်ပြီးတော့1954ခုနှစ်မှာသူဟာလုပ်ဖော်ကိုင်ဖက်ချို့နဲ့တူပြည်သူ့လှုပ်ရှားမှုပါတီ PAP ကိုတည်ထောင်ခဲ့ပါတယ် PAP ဟာစင်ကာပူမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုတောင်းဆိုနေခဲ့တာပါသူတို့ဟာအလွှာသီးသီးကလူတွေရဲ့ထောက်ပံ့ကိုရရှိခဲ့တာပါနောက်ဆုံးတော့1959ခုနှစ်မှာသူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့ပါတယ်ကာကွယ်ရေးနဲ့နိုင်ငံခြားရေးကိစ္စတွေမှာသာဗြိတိရှတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိပြီးတော့ကျန်တဲ့ကိစ္စတွေကိုဒေသခံအစိုးရကကြီးစုဆောင်ရွက်ရမှာဖြစ်ပါတယ်။အဲဒီနှစ်မှာပဲစနစ်သစ်အောက်မှာပထမဆုံးရွေးကောက်ပွဲကိုကျင်းပခဲ့ပါတယ်။အဲဒီမှာ PAP ကတစ်ဖက်သက်အနိုင်ရရှိခဲ့တာပါ။အသက်35နှစ်အရွယ်လီကွန်ယူဟာခေတ်သစ်စင်ကာပူရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ပြီးတော့1963ခုနှစ်မှာစင်ကာပူဟာမလေးရှားနဲ့ပူးပေါင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်ဗြိတိရှတွေကလည်းအမြန်ဆုံးထွက်ခွာသွားဖို့ကြံစည်နေခဲ့ပါတယ်ဗြိတိရှတွေကအဲ့ဒီမလေးရှားနဲ့ပူးပေါင်းမှုကိုထောက်ခံခဲ့ပါတယ်စင်ကာပူကမလေးရှားနဲ့ပူးပေါင်းတာကအကျိုးရှိမယ်လို့ထင်ခဲ့တာပါအခွင့်အလမ်းလည်းပိုများပြီးတော့မလေးရှားရဲ့ဈေးကွက်ကိုအသုံးပြုခွင့်ရမယ်ပြီးတော့ဗြိတိရှတွေရဲ့အုပ်ချုပ်မှုအောက်ကနေလည်းလွတ်မြောက်မယ်လို့ထင်ခဲ့တာပါဒါပေမဲ့ဒီစစ်ဆန်ရေးမှာအစကတည်းကချို့ယွင်းချက်တွေရှိနေခဲ့တာပါမလေးရှားအစိုးရရဲ့ဦးစားပေးမှုကမလေးလူမျိုးတွေတာဖြစ်ပါတယ်သူကအခြားလူမျိုးတွေကိုအထင်သေးပါတယ်ဒီတွေးခေါ်တွေကသူတို့ရဲ့ policy တွေမှာထင်ထင်ရှားရှားပေါ်လွင်နေခဲ့ပါတယ်။ဒါအပြင်မလေးရှားရဲ့အာဏာရပါတီကစင်ကာပူမှာလူမျိုးရေးအတီကရုံးတွေကိုလှုံ့ဆော်ပေးခဲ့ပါတယ်။ဒီအချက်တွေကြောင့်ပဲ PAP နဲ့မလေးရှားအစိုးရကြားသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒီလိုနဲ့1965ခုနှစ်ဩဂုတ်လ9ရက်နေ့မှာမလေးရှားကစင်ကာပူကိုနယ်မြေနှင်ထုတ်ခွဲထုတ်ခဲ့ပါတယ်။စင်ကာပူဟာရုတ်တရက်လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့စင်ကာပူပြည်သူပြည်သားတွေကပျော်ရွှင်ရမယ့်အစားတုံလှုပ်ခြောက်ခြားနေခဲ့ကြပါတယ်။မော်လဝိတ်မှာနိုင်ငံသစ်ရဲ့ဝန်ကြီးချုပ်ကရုပ်တံကနေပေါ်လာပြီးတော့လူတွေရှစ်မာနေငိုကြွေးနေခဲ့တာပါ။တုံရင်နေတဲ့အတန်နဲ့သူကဒါကျုပ်တို့တော့အလွန်တရာဝမ်းနဲ့ခြေခွဲစရာနဲ့နာကျင်ရတဲ့အချိန်ခါပါပဲလို့ပြောခဲ့ပါတယ်။လီကွန်ယူရဲ့ရှစ်မှာရှိတဲ့ဒုတိယစိန်ခေါ်မှုကတော့တန်ရှင်းတဲ့ရေဖြစ်ပါတယ်။စင်ကာပူဟာဗတ်ပေါင်းစုံကပင်လယ်နဲ့ဝိုင်းရံထားပြီးမဲ့တောက်သုံးရေကမရှိသလောက်နေပါတယ်။အဲ့ဒီမှာမြစ်ကြီးဒါမှမဟုတ်အင်းအိမ်ဘာတစ်ခုမှမရှိပါဘူး။သူကတောက်သုံးရေကိုမလေးရှားစီကနေတင်သွင်းနေရတာ။ရေမရှိဘဲနဲ့အသက်ရှင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။မလေးရှားကဒီအားနည်းချက်ကိုအသုံးချပြီးတော့စင်ကာပူကိုရပ်တန့်ပစ်လို့ရပါတယ်။ဒါကိုကင်တွယ်ဖြည့်ရှင်းဖို့လီကွန်ယူကရေပေးဝင်မှုမဟာဗျူဟာကိုကျင့်သုံးခဲ့ပါတယ်။သူကမလေးရှားနဲ့ရေစာချုပ်ကိုမဖြစ်သိမ်းခဲ့ပါဘူး။အဲဒီကနေရေဆက်ဝင်ရောက်နေခဲ့ပြီးတော့တဖြည်းဖြည်းနဲ့အခြားနည်းလမ်းတွေကိုလည်းဖန်တီးနေခဲ့ပါတယ်။သူကမိုးရေကိုထိန်းသိမ်းဖို့ရေလောင်ကန်ကြီးတွေကိုတိစောက်ခဲ့ပါတယ်။ဒါအပြင်ရေချိုဖော်ဆက်စက်ရုံတွေကိုလည်းတိစောက်ခဲ့ပါတယ်။အဲဒီထက်မှာပင်လယ်ရေငန်ကိုတောက်သုံးလို့ရအောင်ပြုလုပ်ပေးတာတွေလည်းပါပါတယ်။ပြီးတော့2003ခုနှစ်မှာစင်ကာပူက New Water Company ကိုတည်ထောင်ခဲ့ပါတယ်။ဒီကုမ္ပဏီကအစိမ့်မြင့်နည်းပညာတွေကိုအသုံးပြုပြီးတော့ညစ်ပတ်တဲ့ရေတွေကိုတောက်သုံးရေဖြစ်ပြန်လဲပေးတာဖြစ်ပါတယ်။ယနေ့အချိန်မှာတော့စင်ကာပူရဲ့လိုအပ်ချက်40%သောရေကိုဒီကုမ္ပဏီကပဲဆက်လက်ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ဒီလိုနဲ့စင်ကာပူမှာတောက်သုံးရေရင်းမြစ်၄ခုထိရှိလာပါတယ်။ဒါကိုရေပေးဝင်မှုမဟာဗျူဟာလို့လည်းခေါ်ဆိုကြပါတယ်။တစ်ချိန်ကတခြားသူတွေကိုမှီခိုခဲ့ရတဲ့နိုင်ငံကဒီနှစ်မှာတော့ရေစီမံခန့်ခွဲမှုရဲ့စံနမူနာတစ်ခုဖြစ်လာခဲ့ပါတယ်။အခုတတိယစိန်ခေါ်မှုစီတွားကြရအောင်။ဒါကတော့စီးပွားရေးဖြစ်ပါတယ်။1965ခုနှစ်မှာမလေးရှားရဲ့စီးပွားရေးဈေးကွက်ကသူ့လက်ထက်ကနေထွက်ခွာသွားခဲ့ပါတယ်။လူဦးရေ 1.6 သန်းလောက်ရှိတဲ့နိုင်ငံမှာလူ1 သန်းကျော်လောက်ကအလုပ်လက်မဲ့ဖြစ်နေတာပါ။စင်ကာပူမှာရေနံစိမ်းလည်းမရှိပါဘူး။ဓာတ်ငွေလည်းမရှိပါဘူး။ရွှေငွေဒါမှမဟုတ်ဘာတယံဇာတတွေမှမရှိပါဘူး။အဲဒီမှာစိတ်ပြိုးလို့ရတဲ့မြေဧရိယာကအလွန်ကိုနည်းပါတယ်။ကမ္ဘာကိုတင်ပို့နိုင်တဲ့စက်ရုံလုပ်ငန်းတစ်ခုမှစင်ကာပူမှာမရှိပါဘူး။ဆိုတော့စင်ကာပူနိုင်ငံအနေနဲ့ဘာလုပ်သင့်လဲ။
ဒုတိယကမ္ဘာစစ်နောက်ပိုင်းလွတ်လပ်ရေးရရှိခဲ့တဲ့နိုင်ငံတွေဟာသူတို့စီမှာပုံစံတူမူဝါဒတစ်ခုကျင့်သုံးနေခဲ့တာမျိုးကိုတွေ့ရပါတယ်သူတို့ရဲ့ယူဆချက်ကနိုင်ငံခြားကုမ္ပဏီဟာရန်သူတွေဖြစ်တယ်ဆိုတာပါပဲနိုင်ငံခြားကုမ္ပဏီတွေကိုအမျိုးသားပိန်လုပ်တဲ့နဲ့သူတို့ကိုကန့်သက်ချက်ထားတဲ့နဲ့သူတို့ကိုတကားပိတ်ပြီးနှင်ထုတ်ပစ်တဲ့နဲ့လို့ယူဆကြပါတယ်မြန်မာမှာဆိုရင်နေဝင်ကနိုင်ငံခြားပိန်ကုမ္ပဏီတွေကိုပြည်သူပိန်တင်ခဲ့တယ်အီဂျစ်ကစူအစ်တူမြောင်းကိုအမျိုးသားပိန်လုပ်ခဲ့တယ်အင်ဒိုနီးရှားကဒက်ရှ်ပိန်ဆိုင်မှုတွေကိုတင်ပစ်ခဲ့တယ်တဇနီးယားဂါနာဂီနီအယ်ဂျီနီးယားစတဲ့နိုင်ငံတွေကလည်းအစိုးရပိန်ကုမ္ပဏီတွေကိုတိစောက်ဖို့ကိုသာအာရုံစိုက်နေခဲ့ကြပါတယ်ဒီနိုင်ငံတွေရဲ့အဓိကအာရုံစိုက်မှုကနိုင်ငံခြားကုမ္ပဏီတွေကိုဖယ်ရှားပစ်ဖို့ဖြစ်ပါတယ်ဒါပေမဲ့လီကွမ်ယူကဒီအချက်နဲ့ဆန့်ကျင်ဘက်ကိုလှုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်စင်ကာပူမှာယင်းနှိမ့်မြုံနှံစရာငွေကြေးလည်းမရှိဘူးဈေးကွက်လည်းမရှိပါဘူးဒီနှစ်ခုစလုံးဟာနိုင်ငံခြားတွေနှင်ထုတ်နေတဲ့အဲ့ဒီကုမ္ပဏီကြီးတွေစီကနေပဲရရှိနေတာပါဒီကိစ္စမှာဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ရဲ့အကူအညီကိုရယူခဲ့ပါတယ်စင်ကာပူက1960ခုနှစ်မှာ EDB ကိုတည်ထောင်ခဲ့ပါတယ်အဲ့ဒီချိန်ကအဓိကရည်ရွယ်ချက်ကလောက်ကင်စီးပွားရေးတိုးတက်ဖို့ဖြစ်ပါတယ်လောလောရရှိပြီးတဲ့နောက်အဲ့ဒီနယ်ပယ်ကကျေပြန့်လာခဲ့ပါတယ်လီကွန်ယူက EDB မှာအလုပ်လုပ်ကိုင်နေတဲ့လူငယ်တွေကိုကမ္ဘာတဝန်းကငွေကြေးစင်တာတွေစီဆေးလွှတ်ခဲ့ပါတယ်နယူးယောက်လန်ဒန်တိုကျိုပါရီဟော့စတန်စတဲ့နေရာတွေစီသွားရောက်ခဲ့ကြပါတယ်သူတို့မှာအယူမှန်းချက်တစ်ခုတည်းရှိပါတယ်အဲ့ဒါကတော့သူတို့ကကမ္ဘာအကြီးဆုံးကုမ္ပဏီကြီးတွေကိုစင်ကာပူစီလာရောက်ဖို့စီးရုံးရမှာဖြစ်ပါတယ်အဲ့ဒီအတွက်သူတို့ကအဲ့ဒီချိန်ကဘယ်နိုင်ငံမှာမှမပေးနိုင်တဲ့အဆိုပြုချက်တစ်ခုကိုပေးအပ်ခဲ့ပါတယ်စင်ကာပူရဲ့ကမ်းလှမ်းချက်ကကျွန်တော်တို့စီမှာစက်ရုံလာရောက်တည်ဆောက်ကြပါအခွန်ကွန်းလက်ကွန်ပေးပါမယ်တင့်လျော်တဲ့စက်ရုံမြေယာရှိပါမယ်အင်္ဂလိပ်စကားပြောတတ်တဲ့စီကန်းရှိတဲ့လုပ်သားတွေကိုကုန်ကျစရိတ်သက်သာစွာနဲ့ရရှိမယ်ကျွန်တော်တို့ဘက်ကအာမခံပါတယ်တင်တို့ရဲ့စက်ရုံတွေမှာတပိတ်မောက်မှုဘယ်တော့မှဖြစ်ပေါ်လာမှာမဟုတ်ဘူးလက်ပေးလက်ယူမှုတွေနဲ့ရင်ဆိုင်ရမှာလည်းမဟုတ်သလိုပြီးတော့တင်တို့ရဲ့ကုမ္ပဏီကိုအမျိုးသားပိုင်ဘယ်တော့မှမလုပ်ဘူးဆိုတာပါပဲ1968ခုနှစ်မှာအခရာတင်ဒုတိယကုမ္ပဏီကစင်ကာပူနိုင်ငံကိုပထမဆုံးဝင်ရောက်လာတဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်ဒီကုမ္ပဏီက Semiconductor chips ပြားတွေကိုထုတ်လုပ်ပါတယ်အဲဒီနောက် HP General Electric Mobile Shell စတဲ့ကုမ္ပဏီကြီးတွေကလည်းစိတ်ဝင်စားလာခဲ့ကြပါတယ်အဲဒီနောက်လာရောက်မဲ့သူတွေကတန်းစီလာခဲ့ကြပါတယ်1960ပြည့်နှစ်တွေအရောက်မှာတော့ဘတ်စုံမြို့သားကုမ္ပဏီပေါင်း200ကျော်ကစင်ကာပူမှာပစ္စည်းတွေထုတ်လုပ်ပြီးတော့ကမ္ဘာကိုရောင်းချနေခဲ့ပါပြီဒါကြောင့်လူထောင်ပေါင်းများစွာအလုပ်ကန်ရရှိခဲ့ပါတယ်စင်ကာပူအနေနဲ့နည်းပညာနဲ့ကျွမ်းကျင်မှုတွေရရှိခဲ့ပြီးတော့သူတို့စီမှာငွေကြီးအမြောက်များဝင်ရောက်ခဲ့ပါတယ်ဒီငွေကြီးတွေနဲ့သူတို့ရဲ့အခြေခံအဆောက်အအုံတွေကိုတိုးတက်ကောင်းမွန်အောင်လှုပ်ဆောင်ခဲ့ပြီးတော့အခြားကဏ္ဍတွေကိုတိုးချဲ့ဖို့အားစိတ်ခဲ့ပါတယ်အခုစင်ကာပူနိုင်ငံရဲ့၄ခုမြောက်စတုထစင်ကာပူစီတွားကြရအောင်ပါဒါကတော့အိမ်ယာရှားပါမှုဖြစ်ပါတယ်စက်ရုံတွေတိစောက်တာကစင်ကာပူအတွက်ကောင်းပါတယ်အလုပ်သမားတွေအတွက်အလုပ်တွေရပြီးတော့ဝင်ငွေအမြောက်များစွာရရှိပါတယ်ဒါပေမဲ့အလုပ်သမားတွေရဲ့ခေါင်းပေါ်မှာကိုယ်ပိုင်အမိုးအကာနဲ့ဘန်မာစုဆောင်းငွေမရှိဘူးဆိုရင်တော့သူတို့ကိုဘယ်အချိန်မဆိုလှုံ့ဆော်သွေးဆောင်နိုင်ပါတယ်လူကန်ယူကဝန်ကြီးချုပ်မဖြစ်လာခင်အဲ့ဒီလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပူးပါတယ်ဒါကြောင့်သူကဒါကိုကောင်းကောင်းနားလည်ပါတယ်1960ပြည့်နှစ်မှာ900ခိုင်နှုန်းသောစင်ကာပူပြည်သူတွေကသာအစိုးရတိတ်ခမ်းတွေမှာနေထိုင်နိုင်ကြတာပါလူဦးရေ80ရာခိုင်နှုန်းလောက်ကကြက်တဲမှုနဲ့အညစ်အကြေးတွေကြမှာပဲရှင်းတန်နေခဲ့ရတာပါဒါဟာလူတွေရဲ့ကျန်းမာရေးအတွက်လည်းမကောင်းပါဘူးစင်ကာပူအတွက်လည်းမကောင်းပါဘူးအရေးကြီးဆုံးအချက်ကဒါဟာလူတွေရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတာဖြစ်ပါတယ်ဒီလိုပတ်ဝန်းကျင်မျိုးမှာဖွံ့ဖြိုးတိုးတက်တဲ့စင်ကာပူကိုစိတ်ကူးနဲ့တောင်တွေးကြည့်လို့မရပါဘူးဒါကိုပြင်ဆင်ဖို့လီကွန်ယူက1960ပြည့်နှစ်မှာအိမ်ယာနဲ့ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်အဲ့ဒီရဲ့တာဝန်ကိုတော့လင်ကင်ဆန်ကိုပေးအပ်ခဲ့ပါတယ်သူက professional engineer တူဖြစ်ပါတယ်သူကစင်ကာပူကိုပြောင်းလဲပစ်ခဲ့ပါတယ်စင်ကာပူမှာ1959ခုနှစ်ကလေးကတပါတီတဲကသာအုပ်ချုပ်နေတာပါအဲ့ဒီမှာဝန်ကြီး၄ဦးရှိခဲ့ပါတယ်ဒါပေမဲ့၄ဦးစလုံးကပါတီတစ်ခုထဲမှာဖြစ်ကြပါတယ်စင်ကာပူမှာဒီမိုကရေစီလို့ပြောကြပေမဲ့တကယ်တော့ဒါကမင်းစစ်စနစ်တစ်ခုစီကိုဥတည်နေတာဖြစ်ပါတယ်အဲ့ဒီမှာထင်ခုံကမိသားစုလက်ထဲဒါမှမဟုတ်ပါတီအတွင်းမှာပဲလွှဲပြောင်းရယူနေတာမျိုးဖြစ်ပါတယ်စင်ကာပူမှာအတိုက်ခံပါတီတွေခေါင်းဆောင်တွေလူမှုရေးတက်ကြွလှုပ်ရှားသူတွေကိုဥပဒေကြောင်းအရအခက်အခဲတွေနဲ့မကြာခဏရင်ဆိုင်ရစေပါတယ်သူတို့ကဆန္ဒပြပွဲဒါမှမဟုတ်လူစုလူဝေးလောက်တာကိုခွင့်ပြုဖို့တော်တော်ကိုနည်းပါတယ်လောလောဆယ်ထုတ်ဖော်ပြောဆိုခွင့်မှာလည်းစင်ကာပူကနောက်ကျပါတယ်မီဒီယာကအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာလှုပ်လှုပ်နေတာသတင်းစာလွတ်လပ်ခွင့်မှာလည်းစင်ကာပူကကမ္ဘာအဆင့်123မှာရှိပါတယ်
ဒါအပြင်စီးပွားဥစ္စာမညီမျှမှုအစိတ်တောက်ဖြစ်စေတဲ့လုပ်ငန်းခွင်ရည်ကြီးမှုနေထိုင်စရိတ်တိုးပွားလာမှုအိမ်ရအကျက်တဲစားတဲ့ပြဿနာတွေလည်းရှိပါတယ်ဒါတွေကိုအစိုးရပုံမိခွန်းထုတ်နေကြပါတယ်မိခွန်းထုတ်မယ်ဆိုရင်လည်းထုတ်ချင်စရာပါပဲလူတွေတော်တော်များများပြောကြပါတယ်အာဏာကြီးမားလာတာနဲ့အမျှတာဝန်ယူမှုကလည်းကြီးမားလာပါတယ်တဲ့ဒီလိုအခက်အခဲတွေကြားကနေပဲစင်ကာပူရဲ့အောင်မြင်မှုခီးလန်းဟာတော်တော်လေးကိုအံ့ဩစရာနဲ့တူယူရှင်စရာကောင်းပါတယ်ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင်ကျွန်တော်တို့ဘယ်နေရာမှာနောက်ကျကြံခဲ့တာလဲကျွန်တော်တို့နိုင်ငံမှာတော့စင်ကာပူမှာမရနိုင်တာတွေအကုန်လုံးရှိပါတယ်တဘာဝတရားစားတာရှိတယ်မြေယာတွေလည်းအလျံပဲရှိတယ်ဒါပေမဲ့ပညာနဲ့ကိုချင်းဆန္ဒနဲ့တတ္တိလူသားချင်းစာနာမှုလူသားရင်းမြစ်တွေနဲ့ပါခဲ့မှုကြောင့်ကျွန်တော်တို့နိုင်ငံဟာတင်းငယ်တဲ့စင်ကာပူတဲ့အများကြီးနောက်ကျကြံခဲ့ရပါတယ်ဆိုတော့ကျွန်တော်တို့မှာစင်ကာပူကိုအမိလိုက်ဖို့အချိန်ရှိပါသေးရဲ့လားစင်ကာပူရဲ့ဇာတ်လမ်းကနေကျွန်တော်တို့ဘလို့သင်ခန်းစာမျိုးတွေရလိုက်ပါသလဲအခုကြည့်နေတဲ့မိတ်ဆွေရဲ့ထင်မြင်ယူဆချက်တွေကိုလည်းဗီဒီယိုအောက်မှာရေးပေးခဲ့လို့ရပါတယ်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုဖြိုးပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်